45ဆွန်လာ19ရက်နေ့ဖောင်ရင်ဘူအောင်ဆန်းနဲ့မိခင်မဟာသီရိကုတနာတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းစိုးကြီးအမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတာကဘာကပြီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြေခွဲပန်းပန်းလေးရဲ့ဘဲတူမေမေရှင်ဝဲသားပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာကလေးတွေမကောက်ဘူးပါတီအောင်သူ့ကိုလေးအမေလို့ခေါ်ကြတယ်ကျမ်းမာပါစေတမီးတို့ရဲ့မိမိကျမ်းမာပါစေအသက်ရာကျော်ရှိသည့်ကြောင့်ကိုထလောင်းလို့ဆုတောင်းပါရစေကျုံလာသမျှခက်ခဲတိုင်းကိုအဘေးကျော်ဖြတ်နိုင်လို့အမေရဲ့ဆန္ဒတိုင်းကဒီမိုပန်းများပွင့်လန်းနိုင်ပါစေစစ်မှန်သောဖရဲသစ်စီအမေစုရဲ့သားတို့တူတော်